မရှိသလောက်ရှားပါတဲ့ဖင်လန်နိုင်ငံရဲ့တောင်တစ်ခုရဲ့လှပတဲ့မြင်ကွင်းကိုဒီနေ့သွားမှာဖြစ်ပါတယ်။ခုဆိုရင်တော့သွားဖို့ ready ဖြစ်ပါပြီ။ဒါကတော့ကျွန်တော်တို့စသွားနေပါပြီ။ခုမြင်တွေ့နေရတာတော့ကျွန်တော်တို့မြို့တွေကကားလမ်းပဲဖြစ်ပါတယ်။ခုမြင်တွေ့နေရတာတော့ကျွန်တော်သွားမယ့်နေရာပဲဖြစ်ပါတယ်။တောင်ကုန်းဖြစ်တဲ့အတွက်ကြောင့်မလို့စပိတ်ရက်တော့ပါတယ်။တဘာဝတရားရတော့မြင်တဲ့အတိုင်းပါပဲခင်ဗျာအရန်ကိုတဘာဝအတိုင်းလှပပြီးတော့နော်လူတွေဆက်ယူထားတာမဟုတ်ဘဲနဲ့သူ့အလိုလျောက်ပေါ့နော်ဘန်းတွေကလှပစာဖွင့်နေတာဖြစ်ပါတယ်ဖင်လန်နိုင်ငံရဲ့တဘာဝကပေါ့နော်ဘယ်လောက်လှပလဲဆိုရင်ကမ္ဘာတန်အရှင်းဆုံးနိုင်ငံပေါ့နော်လေတန်အရှင်းဆုံးနိုင်ငံအဖြစ်နှစ်စဉ်တိုင်းပထမဆွေးရထားတာပဲဖြစ်ပါတယ်ဒီနိုင်ငံကပေါ့နော်သူတို့တဘာဝတရားကြီးသရဝါတွေပေါ့နော်တလိษံတွေဆိုရှင်လည်းတန်ဖိုးထားကြတယ်ပေါ့နော်အခုဆိုရင်ကျွန်တော်စတက်ပါပြီခင်ဗျာရန်လာပါဘန်းတွေတွေ့လို့မနေနိုင်ပါဘူးခင်ဗျာဒါကတော့ကျွန်တော်တို့ဆောင်းရသည်မှာ cable စီးချင်တဲ့လူတွေအတွက် cable ကျိုးတွေ cable ဆက်တွေပဲဖြစ်ပါတယ်ခုမြင်တွေ့နေရတော့ကျွန်တော်နေတဲ့မြို့ကိုတောင်ကုန်းပေါ်ကနေပြီးတော့ရိုက်ထားတဲ့မြင်ကွင်းဖြစ်ပါတယ်အရန်ကိုတာယာတဲ့ကျွန်တော်တို့မြို့လေးပဲဖြစ်ပါတယ်ဆက်ပြီးတော့ကျွန်တော်တောင်ထိပ်ပေါ်ကိုဆက်တက်ပါတယ်ဒါလေးကတော့ကျွန်တော်တို့တောင်ထိပ်ပေါ်ကနေပြီးတော့လမ်းမြင်နေရတဲ့တဘာဝအလားတရားကြီးကိုကျွန်တော်ရိုက်ပြထားတာဖြစ်ပါတယ်ထုံးစံတိုင်းကျွန်တော်ရဲ့ဝါသနာတပ်ပုံရိုက်နဲ့တူတော်ရိုက်ပါမယ်ဒါကတော့ကျွန်တော်တို့တောင်ထိပ်ပေါ်နေပြီးတော့ဆောင်းရပြီဆိုလို့ရှိရင်ပေါ့နော်ကေဘယ်ဂျိုးတွေကိုစီလိုရအောင်တက်ဆင်ထားတာပဲဖြစ်ပါတယ်ကဲခုအားလုံးလဲကျွန်တော်ပေါ့နော်တေချာကြည့်ပြီးသွားပြီတဲ့အခါကျတော့ပြန်ပါပြီကျွန်တော်ရဲ့ daily vlog လေးကိုဆုံးထိအောင်ကြည့်ရှုပေးတဲ့တူတယောက်ချင်းဒီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ bye bye